吗လို့မေးတဲ့အချိန်ကြရင်我很好我不好ဒါမျိုးပဲဖြေနေကြတော့မယ်လားဒါဆိုရင်နောက်ထပ်ဘယ်လိုမျိုးတွေဖြေလို့ရအောင်လဲဆိုတာဂျစီကပြောပြသွားပေးမယ်နော်ဒါဆိုရင်ကိုယ့်ရဲ့အခြေအနေကမဆိုးသေးဘူးဆိုရင်ဘယ်လိုပြောလို့ရလဲဆိုတော့还不错လို့ပြောလို့ရပါတယ်ဒါမှမဟုတ်ဒီလိုပါပဲအဆင်ပြေပါတယ်ကောင်းပါတယ်အဲ့လိုမျိုးဆိုရင်还行还好还可以ဒါမျိုးဖြေလို့ရပါသေးတယ်တကယ်လို့ပုံမှန်ပဲဆိုရင်တော့普普通通普通ဒါမျိုးဖြေလို့ရပါတယ်ဒါမှမဟုတ်ကိုယ့်အခြေအနေကအဆင်မပြေဘူးတောင့်ခံနေရတဲ့အခြေအနေဆိုရင်还在撑လို့ဖြေလို့ရပါတယ်ငါအခုတလောအလုံးနည်းနည်းရှုပ်တယ်我最近有点忙ငါနည်းနည်းပင်ပန်းနေ有点累ဒါမျိုးလေးဖြေလို့ရပါလေတယ်ဒါဆိုရင်我很好我不好ပဲမဖြေကြနဲ့တော့နော်最近还好吗还可以啦你嘞我也是就有点忙